သင် wig အစားအစာအကျိုးခံစား권တွေကိုအကောင်းဆုံးအသုံးချနည်း CD ကကြိုဆိုပါတယ်ဒီနေ့ကတော့သင်နဲ့သင်မိသားစုအတွက်ရရှိနိုင်မဲ့နှုတ်ဆုပ်ကလေးအစားအစာရွေးချယ်စရာတွေကိုလေ့လာကြည့်ကြပါမယ်wig ထုတ်နှုတ်ဆုပ်ကလေးအစားအစာတွေမှာစားတော့မဟုတ်တရားမပါဝင်တာကြောင့်သင်ကလေးကကျန်းမာစွာအစာပြုနိုင်မယ်လို့သင်ယုံကြည်စိတ်ချနိုင်ပါတယ်သင်ရင်သွေးငယ်အတွက် wig ကဂုဏ်ယူစွာပံ့ပိုးပေးလိုက်တဲ့ရွေးချယ်စရာများစွာကိုဝင်ရောက်ကြည့်ရှုလိုက်ကြရအောင်သင်မိသားစုလက်ကျန်အချင်းချုပ်ကဒီလိုပုံစံလေးဖြစ်နိုင်ပါတယ်ဒီအတန်းမှာဆိုရင်000နှုတ်ဆုပ်ကလေး cereal လို့ပြနေပါတယ်ထုတ်ပေးပြီးကော်လမ်မှာ24အောင်စာထုတ်ပေးပြီးလို့ပြနေပြီးရရှိနိုင်သည့်ကော်လမ်မှာနှုတ်ဆုပ်ကလေးအတွက် cereal 24အောင်စာဝယ်ယူနိုင်သေးတယ်လို့ပြနေပါတယ်ဒီအတန်းမှာဆိုရင်တော့333နှုတ်ဆုပ်ကလေးအတွက်တတိဝလံနဲ့ဟင်းသီးဟင်းရွက်များလို့ပြနေပါတယ်ထုတ်ပေးပြီးကော်လမ်မှာ64အောင်စာထုတ်ပေးပြီးလို့ပြနေပြီးရရှိနိုင်သည့်ကော်လမ်မှာနှုတ်ဆုပ်ကလေးအတွက်တတိဝလံနဲ့ဟင်းသီးဟင်းရွက်64အောင်စာဝယ်ယူနိုင်သေးတယ်လို့ပြနေပါတယ်ဒီအတန်းမှာဆိုရင်000နှုတ်ဆုပ်ကလေးအတွက်အသားများလို့ပြနေပါတယ်ထုတ်ပေးပြီးကော်လမ်မှာ32အောင်စာထုတ်ပေးပြီးလို့ပြနေပြီးရရှိနိုင်သည့်ကော်လမ်မှာနှုတ်ဆုပ်ကလေးအတွက်အသား32အောင်စာဝယ်ယူနိုင်သေးတယ်လို့ပြနေပါတယ်အစားအသောက်လက်ကျန်စည်းရင်းကို Easy Wig App မှာလည်းကြည့်နိုင်ပါတယ်ကုန်စုံဆိုင်မှာသင်ဝယ်ယူတဲ့အခါသင်ရရှိနိုင်တဲ့အောင်စားလက်ကျန်ကို update လုပ်ပေးသွားပါမယ်ကဲအခုသင်ဝယ်ယူရရှိနိုင်တဲ့ကလေးအစားအစာတွေကိုကြည့်လိုက်ကြရအောင်ကလေးစားစီရီယယ်ကို10အောင်စားကနေ16အောင်စားအထိဝယ်ယူနိုင်ပါတယ်organic cereal တွေကိုပါရွေးချယ်ဝယ်ယူနိုင်ပါတယ်ရခင်ဥပမာကိုပြန်ကြည့်မယ်ဆိုရင်နှုတ်ဆုပ်ကလေးအတွက် cereal 3အောင်စားကနေ10အောင်စားအထိရှိတဲ့ဘူးတွေကိုဝယ်ယူရရှိနိုင်ပါတယ်ဒါမှမဟုတ်နှုတ်ဆုပ်ကလေးစား cereal 16အောင်စားတဘူးနဲ့10အောင်စားတဘူးဝယ်ယူနိုင်ပါတယ်နှုတ်ဆုပ်ကလေးစားတတိဝလံနဲ့ဟင်းသီးဟင်းရွက်တွေအတွက်ကတော့အဆင့်1သို့မဟုတ်အဆင့်2သီးသန့်ဖြစ်စေ2မျိုးနဲ့အထက်ရောဆက်၍ဖြစ်စေ2အောင်စားသို့မဟုတ်4အောင်စားအရွယ်ကိုဝယ်ယူနိုင်ပါတယ်။တစ်မျိုးတည်းတစ်ထုပ်သို့မဟုတ်2မျိုးပေါင်းတစ်ထုပ်နဲ့တဘာဝသို့မဟုတ် organic ရွေးချယ်စရာတွေလည်းရှိပါတယ်။ခံစား권အားလုံးကိုကုန်စုံဆိုင်တစ်ဆိုင်ထဲကနေမဝယ်ယူလဲဖြစ်ပါတယ်။အကျိုးခံစား권ရနိုင်တဲ့လအတွင်းအချိန်မရွေးဝယ်ယူနိုင်ပါတယ်။နှုတ်ဆုပ်ကလေးအတွက်အသားတွေကိုအသားတစ်မျိုးတည်းအဆင့်မရွေးပဲ2.5အောင်စာအရွယ်အသားတွေကိုဝယ်ယူနိုင်ပါတယ်။ organic အပြင်ဟင်းချိုနဲ့ဟင်းအနှစ်ရွေးချယ်စရာတွေလည်းရှိပါတယ်အစားအသောက်စင်းကို Easy Wig App မှာကြည့်ပါသို့မဟုတ်အတည်ပြုပြီးကလေးအစားအစာအမှန်တစိမ့်ဆိုင်ရာနောက်ထပ်အချက်လက်တွေအတွက် easywigfoodlist.com website ကိုဝင်ရောက်ကြည့်ရှုပါအစားအစာအကျိုးခံစား권 package တိုင်းမှာကလေးအစားအစာရွေးချယ်စရာအားလုံးမပါဝင်နိုင်တာကိုသတိရပေးပါအချို့သောအစားအစာအကျိုးခံစား권 package တွေမှာအစားအစာအမျိုးအစားအချို့ကိုသာခွင့်ပြုပေးရပါတယ်သင်အစားအသောက်စင်းလက်ကျန်ကိုသင် wig စေကန်သို့မဟုတ် easy wig ပံ့ပိုးပေးထားတဲ့မိသားစုလက်ကျန်စင်းချုပ်မှာစစ်ကြည့်ပါသင် package မှာ no mode ပါဝင်ရင်တော့သင်အကျိုးခံစား권တွေမှာဖော်ပြထားတဲ့အမှတ်တစိမ့်အမျိုးအစားနဲ့အရွယ်ကိုအတိအကျဝယ်ယူရပါမယ် Arizona ပြည်နယ် wig အစီအစဉ်ကမိခင်နှုတ်ကြိုတိုက်ချွေးမှုဆိုင်ရာအချက်အလက်တွေကိုလည်းဂုဏ်ယူစွာနဲ့ပံ့ပိုးပေးလျက်ရှိပါတယ်မိခင်နှုတ်ကြိုတိုက်ကြွေးမှုဆိုင်ရာအချက်အလက်ပံ့ပိုးမှုအတွက်24နာရီအရေးပေါ်ဖုန်းလိုင်းကိုလည်းခေါ်လို့ရနိုင်ပါတယ်။ဒီအချက်လက်တွေနဲ့သင်ကုန်စုံဆိုင်ဈေးဝယ်အတွေ့အကြုံကိုတိုးတက်ကောင်းမွန်စေဖို့မျှော်လင့်ပါတယ်။ဈေးဝယ်ရင်အစားအသောက်ပစ္စည်းတွေအကြောင်းမေးမြန်းလိုပါက Arizona Wig Shoppers Helpline 1866 929 8393ဆက်သွယ်ပါ။သို့မဟုတ် Easy Wig Shoppers Helpline @azDHS.gov သို့ဝင်ရောက်ကြည့်ရှုပါအစားအသောက်စင်းသို့မဟုတ် e-wig အကျိုးခံစား권တွေကိုအသုံးချနေတဲ့အကြောင်းမေးမြန်းလိုပါကသင်ဒေတာအတွင်း wig စေကန်နဲ့ဆက်သွယ်ပါ